မာလူနဲ့ပြောမယ်မပြောလို့ဖြစ်ဘူးဖျက်တဲ့ကန်ပေါ်ပြတာနော်ဒေးဗစ်လာကိုဖျက်တဲ့ကန်ကนะครับကျွန်တော်ပေါ်ပြတယ်အဲ့ဒါဒေးဗစ်လာခုဘယ်နားမှာနေလဲကျွန်တော်မသိဘူးသူ့နားမှာနေတဲ့လူကသူ့ဆောင်းကြည့်လိုက်ဒေးဗစ်လာဒုက္ခရောက်မယ်နံပါတ်1နံပါတ်2မှာသူ့မှာဇုံကြည့်ချင်းဆိုတာပြုတ်ကြတယ်မထားဒေးဗစ်လာခင်ဗျားမှာဇုံကြည့်ချင်းဆိုတာပြုတ်ကြတယ်ဘာဖြစ်လို့ပြုတ်ကြတာကျွန်တော်ကြည့်တဲ့စိတ်မှာဒီကိုဗစ်-19 နဲ့ပတ်သက် down day နဲ့ပတ်သက်စီလာတော့ခင်ဗျားဖျောက်မလို့တော့ဘူးမထား down day မျက်လုံးလို့ကြာလုံးလို့ခင်ဗျားဇုံကြည့်ပြုတ်ကြသွားတယ်မထားတက်တီထောက်ကျွန်တော်ပြောမယ်သူ့မှာဒုက္ခရောက်ပြီခုဘာဒုက္ခလဲဘာပြဿနာလဲသူ့နားမှာကြည့်လိုက်လူတွေကနံပါတ်1နောက်ကျတော့ तू ကဖျားကိုမယုံတော့ဘူး तू ပတ်စံရှယ်မယ်ဟုတ်မထားစားတော့ဆိုင်ဖွင့်มาလားဒါမှမဟုတ်ကျွန်တော်ရှင်းနေဆုံးပြောမယ်သူ့မှာပတ်စံရှယ်တော့မယ်မထားသူ့မှာပတ်စံရှယ်တော့မယ်မထားရှယ်ပြီလားကျွန်တော်မသိဘူးတေးရှာပြီမထားဒါပဲဒေးဗစ်လာခင်ဗျာမဆိုရှင်းမရှိဘူးနောက်ကျတော့ကျွန်တော်တူပြောမယ်ဒေးဗစ်လာမှာကျန်းစာလည်းဘာမှနားမလဲဘူးကျန်းစာဆိုတာဘလူးပုံစံနားမလဲဘူးဆော့အော်ပလိုက်တာမထားကျွန်တော်ကြက်ပတ်ပြီးမယ်ဘယ်ခန်းချင်းနဲ့ခန်းငယ်ချက်စော့ကနေ23နာဘူးကြီးကျွန်တော်ပြန်ကြော်ရဆင်မှာကတော့တတ်နေဖတ်ဘူးလားယုံလားတိလားဖတ်မထားနေတော့ဒါတွေမဟုတ်ပဲနဲ့ယေရှုဖျောက်ရပြီဆိုလို့ရှိရင်တက်လန်းဖတ်ကြည့်ရတာယေရှုဖျားရပြီဆိုလို့ရှိရင်ဒါတွေဟောရမယ်ဒါတွေလိုက်နာရမယ်အဲ့လိုပြောရမှာရပြီဆိုလို့ရှိရင်ပြီးပြီ fuck you ဒေးဗစ်လာနားလဲလားနေလားလူရင်းဒီခွေးတော်စာမျိုးဒီဘယ်တဲ့ခန်းကြီးစကိုခန်းငယ်ဆက်စကနေ21ချက်တော့တောင်းနေလူတွေကျွန်တော်ပြန်ကြွရတဲ့မှာအကုန်လုံးတတ်နေယေရှုဖျားပြောတယ်ဘယ်တဲ့ခန်းကြီး20ခန်းငယ်လေးတော်တူလေးပြောမယ်ဒါလေဇောင်း2629ဒါလေ